ခါတော့ကမြင်းကုံတဲ့တစုမြင်းတွေပေါ်မှာကုံတင်ပြီးတော့ကုံကူးသွားကြတဲ့ခေတ်ပေါ့နော်အဲ့ဒါသွားကြရင်နဲ့ညတညမှာတော့ခကြီးအရေးကြီးတယ်ဆိုပြီးတော့ညာကြီးမိုးချုပ်နော်ဟိုရေမရှိတဲ့ချောင်းလိုဟာမျိုးလေးဟုတ်လားအဲ့ဒါမှောင်မဲဖြတ်ကြတယ်အဲ့လိုဖြတ်တဲ့အခါကျတော့အမှောင်ထဲကနေပြီးတော့ဟေးအလုံးရက်ဆိုမိန်ပေးတယ်ကြားအမှောင်ထဲကအမိန်ပေးတာဆိုတဲ့အခါကျတော့တစုံတရာနဲ့များလှမ်းပစ်လိုက်မယ်ဆိုရင်ဒုက္ခတော့ကြောက်ရတာပေါ့နော်အဲ့ဒါနဲ့အကုန်လုံးမြင်းနေရက်မင်းတို့အလုံးမြင်းမော်ကဆင်းလို့မိန်ပေးတယ်အကုန်လုံးကြောက်တော့မြင်းမော်ကဆင်းရတယ်ဘာဆက်ပြီးတော့ပြောလို့ဆိုတော့မင်းတို့ပါတဲ့အိတ်ထဲကိုမင်းတို့ခြေထောက်ကနင်းမိနေတဲ့ကြောက်ခဲတွေကိုထည့်လို့ခိုင်းတယ်ပြီးရင်အဲ့ဒီကြောက်ခဲကိုလုံအောင်စီမြင်းမော်ကိုတင်ဒီနာကမြန်သွားကြလို့ပြောတယ်ကြောက်တော့ခိုင်းတဲ့အတိုင်းလုပ်ရတာပေါ့နော်အဲ့ဒါနဲ့မြင်းတွေပေါ်ကြပြားကြရတက်ပြီးတော့ရန်သူနဲ့ဝေးတဲ့နေရာအမြန်ဆုံးရောက်အောင်ဆိုမြင်းတွေကိုအမြန်ဆုံးဆိုင်းကြတယ်အဲ့လိုနဲ့ရောင်နေလေးလာမနဲ့ခင်းတော့လင်းလာပြီးရန်သူနဲ့လည်းဝေးခဲ့ပြီးဆိုတော့စိတ်ချလက်ချမြင်းတွေရက်ကုံနေနဲ့လေးရတဲ့ကြားတယ်ဒီကြောက်ခဲအိတ်ကြီးကလည်းတမောက်ကွာကြောက်လို့သာတင်ခဲ့ရတာကိုအဲ့ဒါနဲ့ရန်သူနဲ့ဝေးပြီးဆိုတော့အဲ့ဒီကြောက်ခဲတွေကိုတွန်ကြမယ်ဆိုတော့မြင်းတွေရက်ပြီးတော့အဲ့ဒီကြောက်ခဲအိတ်ကြီးတွေကိုဖြေကြတာပေါ့နော်တွန်ချဆိုအဲ့လိုလဲဖြေလိုက်ရောအကုန်လုံးစိတ်ထဲမှာအံ့ဩမှင်တတ်သွားတယ်ဘာလို့လဲဆိုတော့သူတို့ထည့်လာခဲ့တဲ့အရာတွေကကြောက်ခဲတွေမှုပဲနဲ့ကြောက်တံပရမများတွေဖြစ်နေတယ်ဝမ်းသာစရာကြီးနော်ဒီငွေအတွက်ပဲပင်ပန်းအလုပ်လုပ်နေတာကြောက်တံပရမများတွေအလကားနေအလကားအိတ်တယောက်တစ်လုံးစီရခဲ့တာတော်တော်ပျော်စရာကောင်းမဲ့ကိစ္စကြီးပေါ့ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီကုံတွေတယောက်မှမပျော်ကြဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ဒီလိုမှန်းသိရင်ကွာကြံတဲ့အိတ်တွေကကုံတွေပါသွန်ပြီးတော့ကြံတဲ့အိတ်တွေပါအပြည့်ထည့်ခဲ့ပါတယ်လို့တွေးနေကြလို့ပျော်စရာကိစ္စမှာမပျော်နိုင်ကြနော်ဘာလို့မပျော်နိုင်တာတော့မကျေနပ်နိုင်ဘူးနော်တကယ်ဆိုရင်ဒါရလာပြီလေသို့တော့ तू ကရခဲ့တာကိုမခံစားဘူးနော်တကယ်ယူမယ်ဆိုရင်ဖြစ်နိုင်တယ်ဆိုတော့မရခဲ့တာကိုပဲခံစားတာလူတော်တော်များများလည်းအဲ့ဒီလိုပဲကိုယ်မှရှိနေတဲ့အစဉ်ပြေမှုကိုမခံစားဘူးကိုလိုချင်နေတဲ့မရှိသေးတဲ့အစဉ်ပြေမှုတွေကိုပဲပတ်ပြီးတော့တခါတဲ့ရနိုးနဲ့မဖြစ်နေတော့လောင်းနေတဲ့စိတ်ကသဘောပေါက်ရလားဒါကြောင့်မြတ်စွာဘုရားတတ္တဝါတွေရဲ့စိတ်ဆိုတာလောဘနဲ့ပျော်တာဆိုတာမြတ်စွာဘုရားသိတာပေါ့ဟုတ်လားအဲ့ဒါကိုသိတဲ့အတွက်ကြောင့်လောဘအလိုကိုသာအမြဲလိုက်နေမယ်ဆိုဘယ်တော့မှနားရမှာလည်းမဟုတ်ဘူးငြင်းရအေးရမှာလည်းမဟုတ်ဘူးဆိုတော့မြင်တဲ့အတွက်ကြောင့်ဟေးမင်းတို့တကယ်ချမ်းသာခြင်းလဲဆိုရင်ဖြစ်နေတဲ့အခြေအနေရနေတဲ့အခြေအနေလေးကိုကျင့်တတ်တဲ့စိတ်မွေးလို့ပြောတာမွဲကြောင့်တရားဟောနေတာမဟုတ်ဘူးနော်ဟုတ်လားဘာအလုံးမှမလုပ်ရဘူးလို့ပြောတာမဟုတ်ဘူးပြဿနာကကျွတ်တို့ဗုဒ္ဓဘာသာဝင်တွေမှာတန်တုဋ္ဌိဆိုတဲ့ရောင်ရဲကျင့်တတ်မှုနဲ့နော်ပြင်းရည်ခြင်းကိုမကွဲဘူးဖြစ်ဟုတ်လားဘုရားပြင်းခိုင်းတာမဟုတ်ဘူးရတာနည်းသည်ဖြစ်စေများသည်ဖြစ်စေဖြစ်နေတဲ့အခြေအနေကိုကျင့်တတ်ခိုင်းတာမကျင့်တတ်လို့ရောကရင်ဘာတို့ရလို့တော့စိတ်ပူရတာပဲရှိနော်ဒါကြောင့်မလို့တန်တုဋ္ဌိရဲ့သဘာဝလေးကိုကြည်ကြည်လဲနားလဲအောင်လေ့လာပြီးတော့အဲ့ဒီတန်တုဋ္ဌိကိုဘုန်းတို့ပိုင်ဆိုင်အောင်ကြိုးစားရမယ်ဒါကြောင့်ဒေသနာတစ်ခုမှမြတ်စွာဘုရားတန်တုဋ္ဌိပရမန္တနာရောင်ရဲခြင်းဟာအလွန်ကဲဆုံးသောဓနဥစ္စာဖြစ်တယ်လို့အဲ့လိုဟောတာဘာဒီဘလောက်ပိုင်နေအဲ့ဒီပိုင်ဆိုင်ထားတဲ့ဥစ္စာပစ္စည်းတွေအားလုံးကိုတာလွန်နေဒီလိုကလည်းရောင်ရဲနိုင်ဘူးဘောပေါက်ရလားအဲ့ဒါနံပါတ်1ချမ်းသာနော်ရသမျှဖြစ်သမျှတုဋ္ဌိဒုက္ခယာဣတိတရေနရတတ်သမျှဖြင့်ရောင်ရဲတင်းတိမ်ကျင့်နိုင်ခြင်းသည်ချမ်းသာလေတဲ့နံပါတ်1ချမ်းသာဆက်ပြောတယ်နော်လူဘဝကြီးမှာကိုဖြစ်နေတဲ့အနေအထားလေးကိုကျင့်တဲ့စိတ်ကလေးမွေးနိုင်ဖို့လိုတယ်အများစုကအဲ့ဒီမရောင်ရဲနိုင်လို့မကျင့်နိုင်လို့ကိုပဲစိတ်ဟာပူလောင်နေရတယ်ပင်ပန်းနေရတယ်အဲ့ဒီပူလောင်ပင်ပန်းမှုကိုမြတ်စွာဘုရားကတန်တုဋ္ဌိဆိုတဲ့ကျင့်နိုင်မှုရည်စဉ်ဖြင့်နှိမ့်သက်ပေးစေခြင်းတာဟုတ်လားဘုန်းတို့ရဲ့စိတ်နှလုံးမှာဘာပြီးရင်ဘာရခြင်းနဲ့ဘာဖြစ်ခြင်းနဲ့ညာဖြစ်ခြင်းနဲ့ကိုယ့်ထက်တာတဲ့လူတွေကိုယ့်ထက်ကောင်းမွန်နေတဲ့လူတွေနဲ့အခြေအနေနဲ့နှိုင်းယှဉ်ပြီးတော့ကိုယ့်အခြေအနေကိုအလွန်မှကိုပဲစိတ်တိုင်းမကြဖြစ်နေရတယ်ဆိုရင်အဲ့ဒီစိတ်နှလုံးဟာဘာဖြစ်နေပြီတော့ဦးလောင်နေပြီဟုတ်လားဒါကြောင့်မြတ်စွာဘုရားကတကယ်လက်တွေ့ကြတဲ့
နော်စိတ်ဆင်းရဲမှုစိတ်ချမ်းသာမှုရှုထောင့်ကနေကြည့်ပြီးတော့ပြောတယ်လို့ဆိုနိုင်တယ်နော်ပြဿနာတွေကြုံလာရင်မိတ်ဆွေမရှိလို့ဆင်းရဲနေကြတဲ့အနေအထားကိုဖြည့်ရှင်းပေးစေခြင်းလို့အရေးကြုံလာရင်မိတ်ဆွေရှိမှချမ်းသာမယ်လို့ပြောလိုက်တာဟုတ်လားဘလို့မှကိုယ့်ဘဝကိုမကျေနပ်နိုင်လို့စိတ်တိုင်းမကြနိုင်လို့သူများနဲ့ပဲရှင်းပြီးတော့ပူးနေလောင်နေတဲ့စိတ်တွေနော်များနေလို့ဆင်းရဲမှဆိုးလို့နော်ဖြစ်နေတာရနေတာကိုကျေနပ်နိုင်တဲ့စိတ်ကလေးများမွေးမယ်ဆိုရင်အဲ့ဒါပါတော့ချမ်းသာတယ်